ပိသောဘေကေဝါအေဟံဓမ္မတံဗုဒ္ဓောဝိဇာစရဏတမ္မန္တောသူကေတောလောကဝိတုအနုလောပုရိသဓမ္မတာရတိတတ္တဒေဝမနုဿာနံဗုဒ္ဓောဘေကေဝါသေခာတောဘေကေဝါတာရမောတန္တိတိကောအာကာလိကောအေဟိပတိကောဩဘာနေဟိကောပိစတံဝေရိတဘောဝေညုဟိသောပရိပန္နောဘေကေဝါတောသာဝေကတံကောဥဇောပရိပန္နောဘေကေဝါတောသာဝေကတံကောညာယပရိပန္နောဘေကေဝါတောသာဝေကတံကောသာမိစိပရိပန္နောဘေကေဝါတောသာဝေကတံကောယတိတံသတ္တာရိပုရိတာယုဂာနိအထပုရိသပုဂ္ဂလာဧတာဘေကေဝါတောသာဝေကတံကောအာဟုနေယောပါဟုနေယောခေတိနေယောဣဇရိကရဏီယောအနုတံဘုံညခေတံလောကတာဗုဒ္ဓံပူဇေမိဗုဒ္ဓံမြတ်စွာဘုရားကိုပူဇေမိပူဇော်ပါ၏ရှင်ဘုရားဓမ္မံပူဇေမိဓမ္မံတရားတော်မြတ်ကိုပူဇေမိပူဇော်ပါ၏ရှင်ဘုရားသံဃံပူဇေမိသံဃံတန်ဃာတော်မြတ်ကိုပူဇေမိပူဇော်ပါ၏ရှင်ဘုရားဩကာသဩကာသဩကာသကာယကံဝစီကံမေနောကံကပ္ပဒေါသခတိသောအဖြစ်တို့ကိုရောက်ပါစေခြင်းအကျိုးငါပထမဒုတိယတတိယတစ်ချိန်နှစ်ချိန်သုံးချိန်မြောက်အောင်ဖယားယရနာတရားယရနာသံဃာယရနာယရနာမြတ်သုံးပါးပေါင်းတို့ကိုအယုအသေးအလေးအမြတ်လက်အုပ်မိုး၍ရှိခိုးပူဇော်ဖူးမြော်မှန်လျော့ကြောပါ၏ရှင်ဘုရားဤသို့ကြောရသောအကျိုးအားကြောင့်အပေလေးပါကတ်သုံးပါယံပြည့်ရှိပါယံမျိုး၅ပါးဝိပတ္တိတရား၄ပါးယတနာတရား